နမ်ကောင်ဆိုတယောက်မျက်စီပြတ်မျက်နှာပြတ်နဲ့တွေးနေတာပေါ့ငါဘလို့ဖြစ်ပြီးဒီအခြေအနေနဲ့ရောက်နေရတာလဲလွန်ခဲ့တဲ့မိနစ်30ကယူအရန်ကြီးတန်းမှာဆိုမီနဲ့ဆိုမြဲတာလေဆိုမီကနမ်ကောင်ဆိုကိုခေါ်လာတာဗျဒန်ဝူရန်ကနမ်ကောင်ဆိုကိုမြင်တော့အေးအေးဆေးဆေးပဲမင်းဘာလို့ဒီကိုပြန်ရောက်လာတာလဲနမ်ကောင်ကမခန့်ရှင်စိတ်နဲ့စိတ်သေးကတွေးနေတာပေါ့အဲ့ဒီလေသန်းကပါလေအဲ့ဒါကိုမဖြေခင်ကျွန်တော်တခုလောက်မေးပါရစီရှင်ဘာလို့ဟိုဘက်ကလူနဲ့အတူတူရှိနေရတာလဲသူကတရားမဝင်ကိုင်းကမဟုတ်လားဒန်ဦးရန်ကခက်တီတီပဲဖြန့်ပြောလိုက်တယ်သူကအခုငါမိသားစုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီနမ်ကောင်ဆိုကအံ့ဩလွန်းလို့ဘာရှစ်မိသားစုဟုတ်လားတရားမဝင်ကိုင်းကလူတယောက်ကိုရှစ်မိသားစုတဲ့ဘလူလုံးလက်ခံလာရတာလေဒါပေမဲ့အဲ့ဒီစကားကိုကြားလိုက်ရတဲ့ကွမ်မူချင်းခမရတော့ရင်ထဲမှာလိုက်လဲဖြစ်သွားတာပေါ့သူ့မိသားစုသူကငါ့ကိုသူ့မိသားစုဝင်တယောက်လို့ပြောလိုက်တာပဲငါကအခုတရားမဝင်ကိုင်းကလူတယောက်မဟုတ်တော့ဘူးပေါ့ကွမ်မူချင်းကဝမ်းသာလွန်းလို့မျက်နှာကြီးหนีမြန်းနေပြုံးနေတာကိုကြည့်ပြီးနမ်ကောင်ဆိုကအဲ့ဒီယွန်စရာကောင်းတဲ့မျက်နှာကြီးနဲ့လာမကြည့်စမ်းနဲ့ဆိုပြီးအော်တော့တာပါပဲဒန်ဝူရန်ကနန်းကောင်ကိုကြည့်ပြီးခေးပဲပြန်ပြောလိုက်တယ်မင်းပြောတာတော်တော်ထူးဆန်းတာပဲမင်းဒီမှာရှိနေငါကမဟာမိတ်ကွန်ကဖြစ်သွားပြီးသူရှိနေရင်တော့ငါကတရားမဝင်ကွန်ကဖြစ်သွားတာလားနောက်တစ်ခါကျရင်ငါကနတ်ဆိုးကွန်ကလူတယောက်ကိုပါမိသားစုတွေလက်ခံရအောင်မလားနန်းကောင်တယောက်စကားတွေထစ်ကုန်တာပေါ့အဲ့ဒါကအဲ့ဒီလိုမဟုတ်ပါဘူးတန်ဝူရန်ကကဲအခုတော့မင်းပြောရအလဲပဲနန်းကောင်စုကတက်ပြင်ချရင်သူတိထားတဲ့အချက်လက်တွေကိုစတင်ဖော်ပြတော့တယ်ကောင်းပါပြီလွန်ခဲ့တဲ့ရက်ပိုင်းကကျမတို့မှောင်ကိုဘင်းကွန်ကိုလိုက်လံစုံစမ်းရင်းနဲ့အဲ့ဒီဘင်းတွေရဲ့မြစ်ဖျားကန်ဟာဟိုနယ်နယ်မြေမှာရှိနေတာကိုသိခဲ့ရတယ်ခြေရခံရင်အဲ့လာတဲ့အခါမှာတော့ဒီမှာအခြေအနေတွေကတကယ်ကိုဆိုးရွားနေပြီဆိုတာသိလိုက်ရတယ်ရွာငယ်လေးတွေကရွာသားတွေဟာဘင်းရဲ့သားကောင်တွေဖြစ်နေကြပြီအခုဆိုရင်မြို့ကြီးမြောက်ပြူတွေမှာပါလူတော်တော်များများကဘင်းဆွဲနေကြပြီဂျန်ဝူရဲ့နမင်းအဲ့ဒါကြောင့်ဟူနန်ကိုမင်းလာခဲ့တာလားဟုတ်တယ်သူတို့ကိုလိုက်ရှာလာရင်နဲ့ဒီနေရာကိုရောက်လာခဲ့တာပဲနန်ကောင်းစုကဟူနန်နယ်မြေရဲ့ဆိုးရွားလာတဲ့အခြေအနေကိုဆက်ပြီးရှင်းပြတယ်ဒီကိစ္စကအမှန်တော့နန်ဒိုကကင်တွယ်ရမယ့်နိုင်ငံအဆင့်ကိစ္စရဲ့ကြီးပဲဒါပေမဲ့တိုင်းမဟာမိတ် Alliance လက်အောက်ကဂုံငယ်လေးတချို့ဟာဘိန်းကြောင့်ပျက်စီးကုန်ကြပြီအဲ့ဒီဂုံကသူတို့ကိုသူတို့ဓာတုံးလက်ဂုံလို့ခေါ်ကြတယ်ပိုပြီးထူးခြားတာကအဲ့ဒီဂုံရဲ့ခေါင်းဆောင်ဟာမျက်နှာပြောင်းလဲခြင်းအသက်ကိုကျွမ်းကျင်ပြီးသူမျက်နှာကိုလိုးသလိုပြောင်းလဲနိုင်တာပဲအဲ့ဒီစကားကိုကြားလိုက်ရတဲ့ကျန်းဆန်တယောက်ထခုံတော့တာပဲအဲ့ဒါပဲဗျအိမ်တော်သခင်အဲ့ဒီမျက်နှာပြောင်းလဲခြင်းအသက်ကိုသာတုံးတတ်ရင်သူကကျွန်တော်ရုပ်နဲ့တူအောင်လုပ်လို့ရတာပေါ့ကျန်းဆန်ကဝမ်းသာအားရနဲ့ဒန်ဝူရောင်ကိုပြောလိုက်ပေမဲ့ဒန်ဝူရောင်ကတော့မျက်တောင်တဲ့ချက်မခတ်ပဲခက်အေးပဲပြန်ပြောတယ်အေးငါတိပြီးသားပဲကျန်းဆန်စွန့်အားသွားတာပေါ့ဗျာဒါဆိုရင်ဘာလို့ကျွန်တော်ကိုအရင်ကတည်းကမပြောခဲ့တာလဲဒန်ဝူရောင်ရဲ့အဖြေကတော့တကယ့်ကိုလူရုပ်မှာဆန်လာပါတယ်ငါမင်းကိုမပြောပြချင်လို့မပြောတာလေကျန်းဆန်ခမရတော့စိတ်ထဲမှာတောက်ဒီအဖိုးကြီးကတော့တကယ့်ကိုရုပ်မှာလွန်းတယ်ဗျာဆိုပြီးကြိတ်မကြည်မချန်ဖြစ်သွားရတော့တာပါပဲနမ်ခေါင်းဆိုကမေးတာပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတခုခုတိလားဒန်ဝူရောင်ကစပ်ပြောတယ်ဗျာတယောက်ကကျန်းဆန်ရဲ့မျက်နှာကိုတုံးပြီးဘိန်းမောင်ခွန်မှုနဲ့လူကုန်ကူးမှုတွေကိုလိုက်လုံနေတာပဲသူကဘိန်းနမူနာတစ်ခုကိုထုတ်ပြလိုက်ပြီးဒါကအဲ့ဒီလူရောင်းနေတဲ့ဘိန်းပဲနမ်ကောင်းဆိုကအမေဒါကတာမန်ဘိန်းမဟုတ်ဘူးလားထုတ်လုပ်ပုံကတော်တော်လေးထူးခြားတယ်တာမန်ထက်အစပေါင်းများစွာပိုပြီးဆွဲလန်းစေတယ်တန်ဝူရောင်ကအေးအေးဆေးဆေးပဲပြောလိုက်တာပေါ့ရှင်အဲ့ဒါကိုဘယ်ကရတာလဲတန်ဝူရောင်ကမနီးလန်းရှိပါတယ်လို့ပြောလိုက်တယ်ဗျာနမ်ကောင်းဆိုကလည်းမဲလိုက်တယ်ဒါဆိုရင်အဲ့ဒီလူကိုဖမ်းဖို့ရှေ့မှာနီးလန်းရှိလားတည်င်းအချက်လက်တွေအကုန်လုံးမသိရသေးပေမဲ့ငါမှတဲလွန်စားတချို့တော့ရှိတယ်နန်ကောင်းစုကစိတ်လှုပ်ရှားဆိုတာနဲ့အဲ့ဒါဘာလဲလို့မေးလိုက်တဲ့အခါဒန်ဝူရန်ကကမ်းလန်းချက်တခုလုပ်လိုက်တယ်မင်းသိချင်တဲ့တဲ့အတွက်အဖိုးခပေးရမယ်နန်ကောင်းစုတွေကစွန့်အားသွားတာပေါ့ရှင်ဘာဖိုးကလေအမောင်ဝင်ခေါင်းဆောင်ကိုဖမ်းဆီးခဲ့တဲ့စုချင်းငွေကိုငါစီယူလာခဲ့မပေးချင်ရင်လည်းထားလိုက်တော့နန်ကောင်းကဒန်ဝူရန်ရဲ့စရိုက်ကိုသိနေတော့ကောင်းပြီငါပေးမယ်ဒါပေမဲ့ငါမှလည်းကန့်သက်ချက်တစ်ခုရှိတယ်ဒန်ဝူရန်ကမခုံးတစ်ချက်ပြင်းလိုက်တယ်ကန့်သက်ချက်ဟုတ်တယ်ကန့်သက်ချက်နန်ကောင်းကတီတီငင်ငင်နဲ့ပဲပြန်ပြောတယ်ဗျနန်ကောင်းကသူ့ရဲ့ကန့်သက်ချက်ကိုအာနာနာနဲ့ပြောလိုက်ရတယ်တကယ်လို့ဒီကိစ္စကအောင်မြင်ဖြေရှင်းနိုင်ခဲ့ရင်
အဲ့ဂုံတိတ်ခါအားလုံးကိုတိုင်းမဟာမိတ်ကယူပါစီဒီလူမျိုးစကားကိုပြောထွက်ရတာတကယ်ကိုရှက်ဖို့ကောင်းလာပါတယ်သူကဆက်ပြီးရင်ဖွင့်တယ်ဒါပေမဲ့ဒါမှသာအမောင်ကွင်ကြောင့်ကြာဆင်းသွားတဲ့တိုင်းမဟာမိတ်ရဲ့နာမည်ဂုံသတင်းကိုပြန်ဆဲနိုင်မှာမို့လို့ပါနန်ကောင်းကဒန်ဝီယန်ငင်းမာကိုစိုးရိမ်နေပေမဲ့ဒန်ဝီယန်ရဲ့အဖြေကတော့အေးစေးပါပဲမင်းသဘောရှိတာလို့နန်ကောင်းဆိုအံ့ဩသွားတယ်ရှင်တကယ်ကြီးလားအေးမင်းလှုပ်ချင်တယ်လို့သာလို့အမောင်ကွင်ကိစ္စတော့ကတိုင်းမဟာမိတ်ရဲ့နာမည်ကမျိုးစားမင်းထက်တော့ပိုဆိုးသွားလို့မင်းကအခုလိုတိတ်ခါပြန်ဆယ်နေချင်တာမို့လားနန်ကောင်းဆိုတယောက်စိတ်ထဲမှာထိတ်လန့်သွားတာပေါ့ဒီလူကြီးကစိတ်ကိုဖတ်နိုင်တာလားဒါကို तू ဘလို့သိနေတာလဲအဲ့ဒီနောက်မှာတော့ဒန်ဝူယန်ကအမိန့်တစ်ခုပေးလိုက်တယ်ဂျန်ဆန်မျိုးစားမင်းဟုံဝင်ချမ်းကိုဒီကိုခေါ်လာခဲ့စမ်းပါနောက်တစ်ခါမှာတော့ဒန်ဝူယန်တို့ကိုကျူးတုတ်ထားတယ်လားငါတို့ဒီအတိုင်းနန်းတော် Imperial Residence ကိုတန်းတန်းမှတွားကြမယ်မျိုးစားမင်းရဲ့အမိန့်သေးထံကပြတ်သားလွန်းလာပါတယ်ဘေးကကျန်းဆန်ကတော့တုံတုံညင်ညင်နဲ့အိမ်တော်တခင်ကျွန်တော်ကတော့ပြစ်မထားခဲ့ပါနဲ့ဦးနော်လို့ကတ်တွယ်နေတာပေါ့နန်ကောင်ဆိုကတော့တန်တရားစိတ်နဲ့တွေးနေမိတယ်ငါကနာမည်ကြီးတိုင်းခွင်ကစဉ်းသက်တူပါဒါပေမဲ့ငါတို့ဒီလိုလူယုံနဲ့တကယ်တရားခံကိုတကယ်ပဲတွေ့နိုင်ပါမလားဒန်ဝီယန်ကနန်ကောင်ဆိုရဲ့အတွေးကိုသိနေတယ်လို့ပဲရှင်းပြလိုက်တယ်လူတယောက်ကတခုခုကိုဖန်တီးလိုက်ပြီဆိုရင်သူကတနည်းမဟုတ်တနည်းနဲ့ပေါ်လာမှာပဲအဲ့ဒါကြောင့်ငါတို့ကဒီဘိန်းတွေကိုနန်းတော်စီကိုတဲသွားမယ်ဆိုရင်တရားခံကဒါကိုတိပြီးလာတားမှသိကြတယ်နမ်ကောင်ဆိုကဒန်ဝူယန်ကိုကြည့်ရင်သူ့ရဲ့မျိုးမြင်နိုင်စွမ်းကိုအံ့ဩနေရပါတယ်ဒီလူကတကယ်ကိုမြုံနိုင်စရာပဲတိုင်းပညာမှာလဲငါ့ထက်အများကြီးတာသလိုဉာဏ်ရည်ကလည်းထူးချွန်လွန်းတယ်စကားပြောရင်မောက်မာပြီးလောကကြီးကိုအပေါ်စီးကကြည်နေသလိုပဲဒါပေမဲ့သူ့မိသားစုအပေါ်ကြတော့အယံကိုဂယုစိုက်ပြီးသူတို့ရဲ့ယုံကြည်မှုကိုလည်းအပြည့်ရထားတယ်ဒီလူကတကယ်တော့ဘာတူလဲဆိုတာငါလုံးဝကိုစဉ်းစားလို့မရတော့ဘူးအဲ့ဒီချိန်မှာပဲမြို့သားမင်းရဲ့လက်အောင်ငယ်သားကထိန်တလက်နဲ့អော်လိုက်တယ်ဗျာရန်သူတွေရောက်လာပြီရုတ်တရက်တောအုပ်ထဲကနေလူတစုထွက်ပေါ်လာတော့တာပဲဗျာနမ်ခေါင်ဆိုကလည်းအံ့ဩသွားတယ်သူတို့တကယ်ကြီးဒီလောက်အမြန်ရောက်လာကြတာလားဒါပေမဲ့ဒီအချိန်ဒီမှာအတီပေါင်းနဲ့ဒေါသထွက်နေတာကတော့မြို့သားမင်းဟောင်ပါပဲသူကအော်ဟစ်လိုက်တယ်ဒီခွေးမသားလေမင်းတို့ငါလန်းကိုပိတ်ရတယ်ဗောလေငါကဘာတူလဲဆိုတာမင်းတို့သိကြရဲ့လားဒါပေမဲ့မျက်နှာမိုးဆွထားတဲ့ညံသူတွေကတော့မြို့သားမင်းရဲ့စကားကိုအဖတ်တောင်မလုပ်ပါဘူးလူဆိုးကောင်းဆောင်ကအေးဆက်ဆက်နဲ့ပြောလိုက်တယ်ငါအတွက်တော့အဲ့လာတွေကအရေးမကြီးဘူးအဲ့ဒီအချိန်မှာဒန်ဦးယန်ကအမိန့်ပေးလိုက်တယ်ဗျာကဲမင်းတို့နဲ့ဟောက်သွားပြီးဟိုးကောင်းကိုအရှင်ဖမ်းခဲ့စမ်းနမ်ကောင်းဆိုရဲ့စိတ်ထဲမှာတော့အရှင်ဖမ်းရမယ်ဟုတ်လားဒီလိုချင်းဒီမျိုးမှာလူတယောက်ကိုအသေးသက်တာတဲ့အရှင်ဖမ်းဖို့ကအစောက်ပေါင်းများစွာပိုခက်တယ်အခုရန်သူတွေကလည်းအုပ်လိုက်ကြီးပဲနမ်ကောင်းကအချင်းတွေကိုတုံးတက်ရင်စိုးရိမ်နေတာပေါ့သူကဘေးကဒန်ဦးယန်ကိုကြည့်လိုက်ပေမဲ့ဒန်ဦးယန်ကတော့ထုံးစံတိုင်းအေးအေးဆေးကြည့်နေတော့မယ်ဒီလူကြီးကဝင်တိုက်ဖို့အစိတ်ကူးမရှိဘူးလားသူဘာတွေကြံစည်နေတာလဲမသိဘူးအခုလောလောဆယ်အားခိုးလို့ရတာဆိုလို့ဟိုအနှက်ရံကိုစုံနေတိလောက်ပဲရှိတယ်ကျန်တဲ့တိကောက်ကတော့ငါတို့လမ်းမတွေအနှောက်အယှက်မထိရင်ပဲကျေးဇူးတင်ရတော့မယ်နမ်ကောင်းကစိတ်ပြက်လက်ပြက်နဲ့မေးလိုက်တယ်ဗျာခရှင်တို့ဘာလို့မှလဲအဲ့ဒီအချိန်မှာပဲမူချင်းကအေးဆက်ဆက်အတန်ထွက်လာတယ်အမိုက်ကောင်တွေကအုပ်စုလိုက်စုနေုံနဲ့တို့အမိုက်ကောင်တွေပဲဖြစ်နေမှာပဲဆိုပြီးပြေးဝင်သွားပြီးရန်သူနဲ့အောက်ကိုအမောက်သိပ်ပြီးကျန်းဆမ်နဲ့နမ်ကောင်းဆိုကိုခနဲ့တစီကြည့်လိုက်တာပေါ့ကျန်းဆမ်ကငါတို့ကစကားပြောမဲ့သူတယောက်ပဲလိုတာမလားအကုန်လုံးကိုအရှင်ဖန်းစရာမလိုဘူးမလားနမ်ကောင်းဆိုကလည်းမူချင်းကိုကြည့်ပြီးရှုံးနှိမ့်လို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ရက်ဆက်တဲ့စကားတခွင်ပြောလိုက်တယ်မင်းတီလားလူတယောက်ကခြေလက်တွေအဖြတ်ခံရရင်တောင်ချက်ချင်းမသေးဘူးဆိုတာငါတို့အတွက်ကသူတို့မှပါဆတ်ပါရင်လုံလောက်တယ်မဟုတ်လားဆိုပြီးနမ်ကောင်းဆိုကပြေးဝင်သွားတယ်ဗျာဂျန်ဆမ်လာတော့ဟေးငါ့ကိုစောင့်လို့လေလို့အော်ရင်ပြေးလိုက်နေရရှာတယ်ခဏကြာမှတော့တိုက်ခွေးကပြီးသွားပါပြီဂျန်ဆန်ကငါတော့သေတော့မှာပဲလို့ညီသွားနေပြီအိမ်တို့တခင်ဒါလောက်ဆိုရင်လုံလောက်ပြီမလားလို့မေးလိုက်တယ်ဒန်ဝူယန်ကဂျင်းနဲ့စွာနဲ့အေးကောင်းတယ်ဒါလောက်ဆိုရင်သူတို့ကိုစစ်ဆေးဖို့လုံလောက်ပြီကဲသူတို့ရဲ့မျက်နှာဖုံးတွေကိုချွတ်လိုက်စမ်းမျက်နှာဖုံးတွေချွတ်လိုက်တဲ့အခါမှာတော့အားလုံးအံ့ဩသွားကြတယ်ဗျာမျိုးစားမင်းကမင်းတို့ကဘသူတွေလဲဘသူကခိုက်တာလဲလို့အော်မေးပေမဲ့ဒန်ဝူယန်ကတားလိုက်တယ်ရက်လိုက်တော့အဲ့ဒါလိုမေးရင်သူတို့ဖြေးမှမဟုတ်ဘူးဒန်ဝူယန်ကဖမ်းမိထားတဲ့ရန်သူတွေကိုစိုက်ကြည့်ပြီးအပိုင်းတွေ့ချက်လိုက်တယ်မျိုးစားမင်းကဘိန်းလူကိုရှာတွေ့သွားတဲ့ကောလာဟလကိုငါတို့ကချမ်းရှာမျိုးထဲမှာပဲတမင်ဖြတ်နေတာငါထင်ထားတဲ့အတိုင်းပဲမင်းတို့ရဲ့အမာကန်စကန်ကချမ်းရှာမှာရှိနေတာကိုဖမ်းမိထားတဲ့ရန်သူကတေမင်းကိုမကြောက်ပဲအော်ဟစ်နေတယ်ဟာ
မင်းဘာတွေပြောနေတာလဲငါမသိဘူးငါဘာမှပြောမှာမဟုတ်ဘူးငါကိုတက်လိုက်တော့ဒန်ဝီယန်ကအေးအေးဆေးဆေးပဲမင်းပြောစရာမလိုပါဘူးငါပဲပြောပြမယ်မင်းတို့ကချမ်းရှားမှာဖြန့်ထားတဲ့ကောလာဟလကိုကြားပြီးလိုက်လာတာပဲဒါကိုကြည့်ရင်မင်းတို့ကဟောင်းမျိုးနဲ့ကမဟုတ်ကတီးချတယ်အဲ့ဒီတော့မင်းတို့ရဲ့ခိုင်းကဒီအနီးနားမှာပဲရှိရမယ်ရန်သူကထိတ်လန့်သွားပြီးတောက်ခွေးမသားတေးစန်းလို့အော်ရင်ဒန်ဝီယန်ကိုဝင်တိုက်ခိုက်ပေမဲ့ဒန်ဝီယန်ကအေးအေးဆေးဆေးပြန်ချလိုက်တယ်ဗျာဒန်ဝီယန်ကနမ်ကောင်းဆိုကိုလှည့်ကြည့်ပြီးအခုငါတို့တိုးထတာတွေကိုနားထောင်ပြီးရင်မင်းစိတ်ထဲမှာပေါ်လာတဲ့နေရာရှိလားလို့မေးလိုက်တယ်နမ်ကောင်းဆိုကမျက်နှာပြက်ပြက်နဲ့ရှိတာပေါ့ရှင်ပြောတဲ့အချက်အလက်တွေနဲ့ကိုက်နေတဲ့ခိုင်း၃ကိုင်းရှိတယ်ဒါပေမဲ့အဲ့ဒီ၃ကိုင်းလုံးကတိုင်းမဟာမိတ်ထဲမှာရှိနေလားနမ်ကောင်းကတပင်းချရင်တိုင်းမဟာမိတ်ရဲ့အချက်ရစရာကိစ္စတွေထပ်ပေါ်လာမြန်လားဒီတကားတော့မဟုတ်ပါစေနဲ့လို့ငါမျောလင့်ခဲ့တာငါတို့တိုင်းမဟာမိတ်ကြီးဘာလို့တဖြည်းဖြည်းပြိုကွဲနေရတာလဲမသိဘူးတန်ဝီရကနန်ကောင်းကိုကြည့်ပြီးကောင်းပြီလေဒီတခါတော့ငါမင်းကိုကူညီမယ်နန်ကောင်းစုကအနောင်းသွားတယ်တကယ်လားအေးဒါပေမဲ့ငါရဲ့အကူအညီတော့ပေးရမယ်အဖိုးခါကတော့မမေ့နိုင်ဘူးနော်နန်ကောင်းစုကပတ်စံအိတ်ကိုမြင်အောင်ရင်းနဲ့မှာကဲတွားကြဆိုပြီးခရီးဆက်လိုက်ပါတော့တယ်ရန်သူတွေရဲ့လှုပ်ရက်စခန်းထဲမှာဂုံကောင်းဆောင်နေတာစိုးရင်တကြီးနဲ့စောင့်နေကြတာပေါ့တောက်ဘာတွေဖြစ်ကုန်တာလဲငါတို့လူတွေလွတ်လိုက်တာကြာလာပြီဘာလို့အခုထိဖျောင်းမလာသေးတာလဲသူတို့ရှုံးနေစရာအကြောင်းမရှိပါဘူးခဏလောက်ထပ်ဆောင်ကြည့်အောင်ဂုံကောင်းဆောင်တယောက်ကမျက်မှောင်ကျုပ်ပြီးငါတို့လည်းသိတာပေါ့ထာမန်ရဲမဲ့ constable တချို့ကြောင့်နဲ့တော့ငါတို့လူတွေဒီလောက်ကြာအောင်မကြရှုံးနိုင်ပါဘူးအဲ့ဒီအချိန်မှာဆေးထုတ်လို့သူချူပန်ကြီးကလောင်ပြုံးပြီးဝင်ပြောလိုက်တယ်ကုစိတ်မလော့ပါနဲ့ဗျာသူတို့တွေကငါကိုယ်တိုင်ငါထုတ်ပေးတဲ့ဆေးတွေတုံးပြီးမွေးမြူထားတဲ့သူတွေပဲခဏဆောင်ရင်သူတို့ပြန်ရောက်လာမှာပါဒါကြောင့်စိတ်မပူပါနဲ့ဂုံခေါင်းဆောင်ကချူပန်ကြီးငါမင်းကိုမယုံတာမဟုတ်ပေမဲ့လို့ပြောနေတော့မှာပဲဝုံတကားကြီးပွင့်သွားပြီးအထဲကိုလူတယောက်ဝင်လာတယ်ဗျာဂုံခေါင်းဆောင်ဒီအကုန်လုံးအံ့ဩတုန်လှုပ်ပြီးអော်လိုက်ကြတာကမင်းကနန်ကောင်းဆိုရမဟုတ်လားနန်ကောင်းတယောက်ရန်သူစခန်းကိုကြည့်ပြီးရင်ထဲမှာတောက်ခောက်လိုက်မိတယ်တောက်ငါရဲ့တန်တရားတွေကမှားနေပါစေလို့ပဲဆူတောင်းခဲ့တာဒါပေမဲ့သူတို့ကတရားမျှတမှုရှို့တဲ့နာမည်နောက်ွယ်မှာဒီလောက်အထိရုပ်မှရက်ဆက်တဲ့အလုပ်တွေကိုလုပ်နေကြတာလားအထဲမှာရှိနေတဲ့လူတွေကိုကြည့်ပြီးသူပိုပြီးအံ့ဩသွားရတယ်ဟင်အဲ့ဒီထဲကတယောက်ကတိုင်းမဟာမိတ်လက်အောက်ခံဂုံးလက်တစ်ခုရဲ့ခေါင်းဆောင်ပစ်ဒါတင်မကသေးဘူးဗျနောက်ထပ်တယောက်ကိုကြည့်ပြီးလေနောက်တယောက်ကကြည့်ရတာတနေရာမှာမြင်ကူးသလိုပဲဘယ်မှာမြင်ဘူးတာပါလေအဲ့ဒီချိန်မှာမျက်နှာမှာအမာရွတ်တဲ့လူကပြောလိုက်တယ်သူကနန်ကောင်းဆိုရမို့လားသူမက Phoenix True Phoenix တက်ခွဲရဲ့ခေါင်းဆောင်လေးဘာလို့ဒီလိုနေရာမျိုးမှာရှောက်နေရတာလဲနန်ကောင်းဆိုကအခြေအနေကိုအခက်ခက်ပြီးဆုံးဖြတ်ချက်ချလိုက်တယ်ကောင်းပြီအရင်ဆုံးအပြင်မှာစခန်းချနေတဲ့ကောင်တွေကိုအပြတ်ရှင်းရမယ်ရန်သူစခန်းတွေကလူတွေဂျန်ဆမ်ကိုကြည့်လိုက်တဲ့အချိန်မှာတယောက်ကအော်ဟစ်လိုက်တယ်ဟင်အဲ့ဒီကောင်ကဂျန်ဆမ်ဒေးမို့လားအဲ့ဒီကောင်ကအမောင်တအဖွဲကိုဖျက်ဆီးခဲ့တဲ့ကောင်နဲ့တပွက်တဲ့အဖြစ်ရမယ်အမာရွတ်နဲ့လူကဒေါသတကြီးနဲ့တောက်ခွင်းစာငါမင်းကိုနောက်ဆုံးတော့ရှာတွေ့သည်ပေါ့လေသူကတိုက်ခိုက်ဖို့ပြင်လိုက်ပေမဲ့ဘေးကတယောက်ကတားတယ်ခဏနေအောင်ချူပန်ကြီးသူတို့ဘာလို့ဒီကိုရောက်လာတာလဲဆိုတာအရင်စုံစမ်းရမယ်မဟုတ်လားချူပန်ကြီးကလောင်းရင်မင်းမသိဘူးလားငါတို့အခုဒီလောက်ဆောင်နေတဲ့အစီအစဉ်တွေကိုသူတို့သိသွားပြီလေစိတ်မပူပါနဲ့သူတို့ကိုဒီမာတန်တပ်ပစ်လိုက်ရင်အားလုံးပြီးသွားမှာပဲငါတို့တိုက်ရပဲကောင်တွေကသူတို့ဘာသာသူတို့ကိုယ်တိုင်ရောက်လာတာပဲလေသူကရန်သူကောင်းဆောင်ဘက်လက်ပြီးရာသတန်ပေးလိုက်တယ်မင်းမှတ်မိတယ်မဟုတ်လားမင်းဘာပြောနေတာလဲတကယ်လို့အဲ့ဒီကောင်ကိုငါတို့ဒီမာတင်မတက်နိုင်ဘူးဆိုရင်နောင်ငါရဲ့အကူအညီကိုရဖို့လုံးဝမစင်စားနဲ့တော့ရန်သူကောင်းဆောင်ကအန်ကျိတ်ပြီးကောင်းပြီလေငါတက်ပေးမယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်တိုက်ပွဲကတကယ်ကိုပြင်းထန်နေတာဗျာနန်ကောင်ဆိုတယောက်ရန်သူတွေကြားမှာအသေးအတန်ရုန်းကန်နေရတယ်တောက်ထိုင်းမဟာမိတ်ရဲ့ဂုံတိတ်ခါကိုဖျက်ဆီးနေတဲ့ဒီသက်စာဖောက်တွေထဲကအနည်းဆုံးတယောက်ကိုတော့ငါအပြက်ရှင်းရမယ်ဒါပေမဲ့ရန်သူတွေကများလွန်းတယ်ဒီတိုင်းဆိုရင်ငါရှုံးတော့မှာလားအဲ့ဒီအချိန်မှာပဲအနောက်ကနေဒန်ဦးရန်ရဲ့ဒီငိမ်အေးဆက်တဲ့အမိန့်ထန်ထွက်လာတယ်ညာဘက်ကိုဝေးရမ်းလိုက်စမ်းနန်ကောင်ဆိုကဘာမှမစင်စားပဲဒန်ဦးရန်ပြောတဲ့အတိုင်းတိုက်ခိုက်လိုက်တော့မှအသက်ဘေးကလွတ်သွားလာပေါ့ကြီးစုတင်ပါတယ်လို့ပြောမလို့ရှိသေးဒန်ဦးရန်ကရန်သူစခန်းဘက်ကိုလက်ညှိုးထိုးပြပြီးအဲ့ဒါတဲ့ဟိုဘက်ကိုကြည့်လိုက်အောင်သူကိုယ်လိုက်တွားပြီးထွက်လာပြီလို့ပြောလိုက်တယ်အဲ့ဒီခါမှာတော့နန်ကောင်ဆိုတယောက်မျက်လုံးပြူးသွားရပြီဟုတ်ပြီငါမှတ်မိပြီမင်းကချူပန်ကြီးပဲချူပန်ကြီးကတဟားဟားနဲ့ရေမောရင်ခုဟဲဖီနစ်တက်ဖွဲ့ရင်ခေါင်းဆောင်ဆိုတော့လေငါတို့အဖိုးကြီးရဲ့မျက်နှာကိုမှတ်တာမဆန်းပါဘူးလေကဲပြောစမ်းပါအောင်နန်ကောင်ချုံရောနေကောင်းရဲ့လားသူ့အချိန်ရောက်တော့မယ်လို့ထင်ထားပေမဲ့အခုထိတည်င်းမကြားရသေးလို့ပါဆိုပြီးနန်ကောင်ရဲ့မိသားစုဝင်ကိုပါထည့်ပြီးရိုင်းဆိုင်လောင့်ပြောင်လိုက်တာပေါ့နန်ကောင်ချွန်ဆိုတာနန်ကောင်ဆိုရဲ့အဖိုးပါနန်ကောင်ဆိုကတော့ဒေါသတကြီးနဲ့ပစပိတာဆန်းလို့អော်ထဲလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာဟိုအလေကကောင်ကမင်းရဲ့မျက်နှာကိုရုပ်ဖြစ်အတတ် shape shifting art သုံးပြီးအတူခိုးနေတဲ့ကောင်ပဲဒန်နူယန်ကတီးတီးငိမ့်ငိမ့်နဲ့လက်ညှိုးထိုးပြလိုက်တယ်ကျန်းဆမ်ကတေချာကြည့်ပြီးအန်ကြည့်လိုက်တယ်တောက်ကြည့်ရတာတကယ်ကိုငှဲ့နဲ့ဆင်တူနေတာတဲ့
ဒါကတကယ့်ကိုစိတ်ပြတ်ဖို့ကောင်းလိုက်တာဗျာဒန်လူရန်ကကျန်းဆမ်ကိုတာဝန်တစ်ခုပေးလိုက်တယ်ကဲအဲ့ဒီကောင်ကိုအရင်ဖမ်းရမှာမို့လို့မင်းကဘဲဘက်ကကောင်ကိုကင်တွေလိုက်ကျန်းဆမ်ကလန့်မှာပြီးဗျာကျွန်တော်လားဒီမှာလူတွေအများကြီးရှိတာကိုဘာလို့ကျွန်တော်တို့ကိုပဲခိုင်းနေရတာလဲလို့စိတ်ထဲကနေညင်ညူးနေတာပေါ့ဒါပေမဲ့ဒန်လူရန်ကကျန်းဆမ်ကိုဆွဲဆောင်မဲ့စကားတစ်ခွန်းပြောလိုက်တယ်တေးချကြည့်စမ်းဘဲဘက်ကကောင်ကအောက်ပိုင်းတန်ပါတယ်အဲ့ဒါကြောင့်သူကချင်းကောင်းပညာမှာတော်တော်လေးယုံကြည်မှုရှိနေတဲ့ပုံပဲဒါပေမဲ့ငါအဖေမှာမင်းကအမြဲဆုံးချင်းကောင်းပိုင်ရှင်ဆိုတော့မင်းသူ့ကိုနိုင်မှာမဟုတ်ဘူးလားအဲ့ဒီစကားကိုကြားလိုက်ရတဲ့ကျန်းဆန်တို့မျက်လုံးတွေအယောင်တောက်သွားတယ်ဗျာဟင်အိမ်တော်သခင်ရဲ့အနောက်မှာကျွန်တော်ကဒုတိယအမြဲဆုံးပေါ့ဟာကျွန်တော်ကဒုတိယပေါ့လေကျန်းဆန်တို့ဒေါသတကြီးနဲ့ရှေ့ကိုထွက်လာတယ်ငါရုပ်ကိုအတုခိုးပြီးယုံမှန်နေတဲ့ကောင်ကိုဖမ်းဖို့ကငါတာဝန်ပဲငါပဲလုပ်မယ်တစ်ဖက်မှာတော့ရန်သူတွေကဒန်ဦးရန်ကိုကြည့်ပြီးအန်ကျစ်နေကြတာပေါ့တောက်မင်းပဲကူအမောင်သားအဖွဲကိုဖျက်ဆီးခဲ့တဲ့တရားခံရစ်ကမင်းပဲကျန်းစံထေကတော့မင်းရှိမှဒူးထောင်နေတာကြည့်ရင်အဖေကရှင်းနေတာပဲရန်သူကယူးဆွတ်တယ်လို့အော်ဟစ်တော်တာပဲငါအိမ်ကိုဖျက်ဆီးခဲ့တာမင်းပဲငါမိသားစုကိုတက်ခဲ့တာလည်းမင်းပဲငါစီကအရာအလုံးကိုလွတ်ယူသွားတဲ့ကောင်ငါမင်းကိုတက်ရမယ်ဒန်ဦးရန်ကတော့အေးဆက်ဆက်နဲ့ကြည်နေရင်သူ့မျက်လုံးထဲမှာပဲမြင်ရတဲ့တွေးနီရေးပြေ Red Wing ကိုတတိထားမိလိုက်တယ်အဲ့ဒီလေပြေဟာဘေးဒုက္ခတွေကိုယူဆောင်လာမဲ့သူမကောင်းမှုတွေနဲ့ပတ်သက်နေတဲ့သူတွေမှာပဲရှိတာဗျာဒန်ဦးရန်ကတက်ပြန်ချလင်းငါကန်တရားတွေကိုထပ်ပြီးမတီဆောင်ချင်းတော့ဘူးဒါပေမဲ့ဒါကကန်ကြမှာပဲလားရန်သူကတော့မရက်နာဆဲဆိုနေတော့ပဲပါစက်ပိတ်ထားစမ်းအဘိုးကြီးမင်းရဲ့ခြေလက်တွေကိုဆွဲဖြတ်ပစ်မယ်မင်းတန်ဖိုးထားတဲ့သူမှန်သမျှကိုငါအကုန်ဖျက်ဆီးပစ်မယ်အဲ့ဒီစကားကိုကြားလိုက်တဲ့ခဏမှာပဲဝုန်းဘယ်သူမှမမြင်လိုက်ရတဲ့အချိန်နဲ့ဒန်ကွီရန်လူရှားလိုက်တာဗျာရန်သူတွေအကုန်လုံးကြောက်သွားကြတယ်မဖြစ်နိုင်တာဘူးအဲ့ဒီလူကဘယ်သူလဲဘာတွေဖြစ်သွားတာလဲဒန်ကွီရန်ကတော့ပြက်တောက်သွားတဲ့ရန်သူအသက်နဲ့အတူအေးဆေးဆေးပဲပြောလိုက်တယ်အခုမှတိတ်ဆိတ်သွားတော့တယ်နန်ကောင်းစုတယောက်မြင်တွေ့ရတဲ့မြင်ကွင်းကြောင့်စွန့်အားလိုနေပါတယ်ငါတေဆုံးမှုများစွာကိုမြင်ဘူးခဲ့တယ်ဒါပေမဲ့အခုလိုမျိုးတော့တစ်ခါမှမကြုံဘူး သူသိချမြင်လိုက်တာဗျာဒန်ဝီယန်ကဘာမှတော့မလုံလိုက်ရဘူးရန်သူတွေကသူ့ရဲ့ကြောက်မက်ဖွယ်အရှင်အဝါကြောင့်တင်တွေးပြတ်သွားပြီးကိုပြန်မထိန်ချုံနိုင်ပဲ chi deviation အတွင်းအားဖောက်ပြန်ခြင်းထိပြီးတွေးအံကတေဆုံးသွားကြတာပါဆေးရီတုံးပြီးတန်မာအောင်လှုပ်ထားတဲ့သူတွေတောင်ဒန်ဝီယန်ရဲ့ရှေ့မှာတော့ press စိတ်တွေလိုပါပဲဒန်ဝီယန်ကတော့အေးဆက်ဆက်နဲ့ဂျန်နာမင်းတို့ဘာသာကြိုက်တွေလိုက်တော့လို့ပြောပြီးထွက်ခွာသွားခဲ့တယ်တဖန်မှာတောင်းအိုင်ကျွန်းရှမ်းကျွန်းနှစ်ပေါင်းတစ်ထောင်ကျော်တိုင်းအောင်လူသူမနီးခဲ့တဲ့ဒီလူဝက်ကျွန်းပေါ်ကိုမုတ်ဆိုးစာကဲကျွန်းတွေရောက်ရှိလာပါတယ်သူကကန်ကောင်းထောင်းမစွာနဲ့မြေအောက်လောင်ကူတစ်ခုတည်းကိုပြုတ်ကျသွားခဲ့တာများအဲ့ဒီမှာသူမြင်လိုက်တာကတန်တရာလာမွေနဂါးကြီးရဲ့အရေးခွင်ကြီးတွေပါပဲဒါကိုတိုင်းမဟာမိတ်စီရောင်းလိုက်ရင်တက်လုံးစားမကုန်တော့ဘူးလို့သူပြောနေတော့မှာပဲလောင်ကူရဲ့အစုံမှာထူးဆန်းတဲ့အခန်းတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီမှာတစုံတယောက်ကိုစောင့်ကြိုနေတယ်လို့မျိုးဂူတန်းကြောင်တစ်ခုရှိနေပြီးနေရန်ပေါ်မှာလည်းကြပြတဖို့ရေးထွင်းထားတယ်ဗျာတိုင်းနက်ဘရင်ကိုအောက်မြစ်တတိယသောအားဖြင့်ငါတို့မျက်ရည်ကျကြရတယ်တိုင်းနက်ဘရင်ကိုအောက်မြစ်တတိယသောအားဖြင့်ဂူတင်းကြောင်ကိုငင်းချမ်းစွာအိတ်ဆက်ခွင့်ပေးခဲ့တယ်တိုင်းနက်ဘရင်ကိုအောက်မြစ်တတိယသောအားဖြင့်မတေမျိုးပုတ်ကို၃ယောက်တည်ဤနေရာတွေအနားယူနေကြတယ်မုတ်ဆိုးလေးကတုံရင်နဲ့ဖတ်လိုက်ရတဲ့နာမည်ကတော့တိုင်းနက်ဘရင်ဒန်ဦးရန်လာလို့ဆိုလိုက်မိခဲ့တယ်ဗျာဒီတစ်ပတ်မှာလဲဟင်ကောင်းကင်သုံးပါးရဲ့ရုပ်လောင်တွေကအဲ့ဒီမှာရှိနေတာလားသတင်းစကားကတကယ့်ကိုတုံလို့เสียပါပဲတိုင်းလောကတိုင်းကဒီပွဲထူးကိုထိကြတာပေါ့ဝူရန်ကိုင်းရဲ့ထိပ်သီးပုဂ္ဂိုလ်ရှောင်းလင်းရဲ့တရားသမားအရှင်မြတ်နတ်ဆိုးကိုင်းရဲ့နတ်ဆိုးပြန်ကြီးဒီပုဂ္ဂိုလ်၃ဦးဟာတိုင်းလောကတစ်ခုလုံးကိုလွှမ်းမိုးထားပြီးဘသူမှမမီနိုင်တဲ့အဆင့်တန်းမှာရှိနေကြလို့ကောင်းကင်သုံးပါးလို့အမိတွင်ခဲ့တာပါဒါပေမဲ့အခုပေါ်ထွက်လာတဲ့အမှန်တရားကတော့တိုင်းလောကသားတွေတီးထားတာနဲ့တခြားစီဖြစ်နေတယ်ဗျနမ်ကောင်ကျွန်းကစိုးရင်ကြီးနဲ့တုံးတက်လိုက်တယ်ဒါကတင်းငယ်တဲ့ကိစ္စမဟုတ်ဘူးအမှန်တရားအမောင်နတ်ဆိုးကိုင်းနတ်တန်တွေပြအားလုံးဒီသတင်းကြောင့်တုံလို့ထားကြတော့မှာပဲအထူးသဖြင့်ဝူရန်ကိုင်းကတော့ဒီနေရာကိုမဖြစ်မနေလာရောက်ရတော့မှာပါဘာလို့လဲဆိုတော့သူတို့ရဲ့ဂုံတရေရှိပုဂ္ဂိုလ်ကြီးထိုင်ကောင်ချင်းရဲ့ရုပ်အလောင်းရှိနေတဲ့အကြောင်းပါပဲဝူရန်ကိုင်းရဲ့တီထောင်သူကျန်ဆန်ဖောင်းဟာနာမည်ကျော်ထိုက်ကြီးလက်ဖွယ်ကိုတီထွင်ခဲ့သူဆိုတာအားလုံးသိကြပါတယ်ဒါပေမဲ့အဲ့ဒီတိုင်းပညာကိုအနှစ်သာပြီးဝအောင်လမ်းပြပေးခဲ့တယ်သူကတော့တခြားသူမဟုတ်ဘဲထိုင်ကောင်ချင်းပဲဖြစ်ပါတယ်ကျန်ဆန်ဖောင်းဟာမတော်တဆဆိုသူတို့ပဲတကြီးသုံးပါဓာတ်ခွက်ကနေတဆန်ထိုင်ကောင်ချင်းကိုတီခွင်ရခဲ့တာပါအဲ့ဒီကနေတဆင်တာဝဝါဒရဲ့အနှစ်သာရတွေကိုနားလေသဘောပေါက်သွားပြီးလက်ရှိဝူဒန်ကန်ရဲ့ခိုင်မာတဲ့အတိုင်းပညာတွေကိုဖန်တီးနိုင်ခဲ့တာပေါ့အဲ့ဒါကြောင့်လေဝူဒန်ကွန်ရဲ့တာဝတိုင်းသမားတွေအတွက်ထိုင်းကောင်ချင်းဆိုတာသူတို့ရဲ့ဘိုးဘေးသခင်ကြီးတဲ့တောင်ပိုးပြီးအလေးအမြတ်ထားမယ်ပို့ကူကြီးဖြစ်နေလာပါအခုလိုမျိုးသူတို့ရဲ့အရှင်သခင်ကြီးရဲ့ရုပ်အလောင်းကိုဂူတင်ချိုင်းတစ်ခုထဲမှာတွေ့လိုက်ရပြီဆိုတော့ဝူဒန်ကွန်တစ်ခုလုံးတုံလို့သွားတာမဆန်းပါဘူးဗျတရင်းတွေအရာ
ကူးတင်ချိုင်းထဲမှာနတ်ဆိုးကုံရဲ့ဒန္တာကြီးလာပုတ်ကိုချန်မူကွမ်ဆိုတဲ့ပုတ်ကိုရဲ့ရုပ်အလောင်းမှာရှိနေတာကြောင့်နတ်ဆိုးကုံသားတွေကလည်းငြိမ်နေကြမှာမဟုတ်ပါဘူးတစ်ချက်လေးမာယွန်းတာနဲ့မဟာမိတ်ကုံနဲ့နတ်ဆိုးကုံကြားမှာအကြီးအကျယ်စစ်ပွဲတွေဖြစ်ပွားနိုင်တဲ့အခြေအနေပါဒီလောက်အထိစိုးရင်ရတဲ့အခြေအနေဖြစ်လို့တိုင်းမဟာမိတ်ဂုံဆောင်ကတိုင်းပညာရှင်ပေါင်း200ကိုစေလွတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ကိုဝူတန်ကုန်းကကူးဆောင်ပြီးထိုင်းကောင်ချင်းရဲ့ရုပ်အလောင်းကိုဂုံထိခါရှိရှိပြန်လေတည်ဆောင်လာဖို့တာဝန်ပေးလိုက်တာပါဒါပေမဲ့အားလုံးရဲ့စိတ်ထဲမှာမေးခွန်းတစ်ခုရှိနေတယ်ဗျအဲ့ဒါကတော့နမ်ဂျူနီယန်ဆိုတာဘယ်သူလဲဆိုတာပါပဲသူမဟာကောင်းကင်300တဲကတူးထပေမဲ့တခြား2ယောက်နဲ့ရှင်းရင်သူမရဲ့အောင်မြင်မှုတွေကလောကကြီးမှာလုံးဝကိုဖုံးကွယ်နေကြတာပါသူမကမဟာမိတ်ကုံလားတရားမဝင်ကုံလားဒါမှမဟုတ်နတ်ဆိုးကုံကလားဆိုတာကိုဘယ်သူမှမသိကြပါဘူးဒီကိစ္စတွေကိုနောက်ထပ်ဘလို့အင်အားကြီးပုဂ္ဂိုလ်တွေထပ်ပြီးပါဝင်လာဦးမလဲဆိုတာကတော့တကယ့်ကိုရင်ခုန်စရာပါပဲဟာပူလိုက်တာဗျာဒီလိုနေမျိုးမှလဲထုံရတာငေါ့ကိုတတ်နေတာပဲဂျန်ဆန်ကအမောတကောနဲ့ညှိညူနေတာပေါ့ဒီချိန်မှာချောင်းနဲ့ဆင်းပြီးရေဆော့လိုက်ရရင်တိတ်ကောင်းပါပဲအဲ့ဒီချိန်မှာဒုံသိန်းအိုင်ကရေတွေကတော်တော်အေးတယ်လို့ကြားတယ်နန်းကောင်းဆိုကဘေးကနေခနဲ့လိုက်တယ်ဗျအဲ့ဒီမှာရေကအယမ်းနှက်တာကွာငါပြုတ်ကြရင်တေးသွားမှာပေါ့စမ်းကြည့်ပါလားရှင့်ရဲ့နှုတ်ခမ်းကြီးကထူးထူးထဲထဲဆိုတော့ရေပေါ်မှာပေါင်နေမှာပါလို့နန်းကောင်းဆိုကပြန်ပြောလိုက်တာကြောင့်ဂျန်ဆန်တယောက်မင်းကွာဆိုပြီးပောက်ကွဲတော့တာပါပဲနန်းကောင်းဆိုကတက်ပြင်းချပြီးမေးခွန်းထုတ်လိုက်တယ်ဒါနဲ့သူကဘာလို့ဒီလေခွင်းတွေကိုကိုယ်တိုင်စိုက်ခိုင်းနေတာလဲမသိဘူးဂျန်ဆန်ကရှင်းနေတာပဲလေအပြင်ကဝယ်စားတာတဲ့ကိုယ်တိုင်စိုက်စားတာကပိုတက်တာလို့ပေါ့နန်းကောင်းဆိုကမယုံတယ်လို့နဲ့သူကဒီလောက်အစင်းမြင့်တဲ့တိုင်းပညာရှင်တယောက်ထိပြီးဒီလိုအကြောင်းပြချက်မျိုးနဲ့ခိုင်းမယ်လို့ငါမထင်ဘူးသူကတကယ်တော့ဘာတူလဲအရင်ကတိုက်ခိုက်ရေးသမားအဖြစ်အသက်မွေးခဲ့တာလားအဲ့ဒီချိန်မှာဆိုမီလီကဝင်ပြောလိုက်တယ်ကျမဖေသေးကလက်သမားတယောက်ပါနန်းကောင်းဆိုနဲ့ဂျန်ဆန်အံ့ဩသွားကြတယ်ဘာတကယ်ကြီးလားဟုတ်တယ်ဒီအင်ကြီးကိုပြင်တာတိုးလောင်ယုံစောက်တာနဲ့အင်တဲကပရိဘောကအတော်များများကိုဖေဖေကိုယ်တိုင်လွတ်ထားတာရှင်လို့ဆိုမီကဂုံယူစွာနဲ့ပြောလိုက်ပါတော့တယ်သူကဒီလောက်ထိတန်မာတော့လက်သမားတယောက်ပဲဟုတ်လားဒါကမဖြစ်နိုင်တာဗျာနမ်ကောင်းဆိုကအာနောမစုံဖြစ်နေတော့မှာပဲဒံဝူရန်ကအနာကိုရုတ်တရက်ရောက်လာပါတယ်သူများအတိတ်ကိုတင်းလိုက်ဆက်ဆုနေတာတော်ကြတော့လို့ဒံဝူရန်ကအေးရှိရှိပြောလိုက်တာကြောင့်နမ်ကောင်းဆိုတော့ဖြစ်လန့်ဖြတ်သွားတာပေါ့ခမဘယ်တော့ကရောက်နေတာလဲကြားပါပြီအဲ့ဒါတဲ့မင်းတို့တီးလားအခုတော်ယူရန်မျိုးထဲမှာတော်တော်လေးစူးညံနေတယ်နော်ဘာတွေဖြစ်နေတာလဲမင်းတို့တီးလားနမ်ကောင်းဆိုကတော့ကျမကဒီယောက်ကတည်းကအပြင်မထွက်ရသေးတော့မသိဘူးမူချင်းကဝင်ပြောတယ်ဒါသုံးလက်ဂုံတိုင်းကိစ္စကြောင့်လားလို့မေးပေမဲ့ဒံဝူရန်ကတော့မဟုတ်ဘူးလို့ထင်နေလေသူတို့တွေကတခုခုကိုစောင့်နေရတယ်လို့ပဲအဲ့ဒီချိန်မှာဆိုမီလေးကသမီးเจ้าမှလည်းလူတွေအဲ့ဒီเจ้าပြောနေကြတယ်ရှင်သူတို့တခုခုကိုရှားတွေ့ထွားကြပြီတဲ့အဲ့ဒါဘာလဲလို့ဒံဝူရန်ကစိတ်လှရှားစွာနဲ့မေးလိုက်တဲ့အခါဆိုမီလေးကဟဲခံမှန်းကြည့်လေဆိုပြီးချစ်စရာကောင်းအောင်နှုတ်ပြောင်နေတာပေါ့ဒါပေမဲ့အဲ့ဒီချိန်မှာပဲအရေးကြီးတဲ့တန်တမန်ချိုးငုံတကောင်ရောက်လာပြီးနမ်ကောင်းဆိုစီကိုစားတဆောင်ပါလာပါတယ်စားကိုဖတ်ကြည့်ပြီးတော့နမ်ကောင်းဆိုရဲ့မျက်နှာကချက်ချင်းပြည့်ရွံ့ကြတာဗျာဘာဖြစ်လို့လဲလို့ဒံဝူရန်ကမေးလိုက်တဲ့အခါနမ်ကောင်းဆိုကတုံလုံနေစွာနဲ့ငါအခုချက်ချင်းတိုင်းမဟာမိတ်စီကိုပြန်သွားရတော့မယ်လို့ပြောလိုက်ပါတော့တယ်နောက်မှပြန်လာလဲဦးနော်ဆိုမီလီကနှုတ်ဆက်လိုက်ပေမဲ့နမ်ကောင်းကတော့တကယ့်ကိုအရေးတကြီးထွက်ခွာသွားတာပါဒံဝူရန်ကအခြေအနေကိုအကဲခတ်ပြီးဂျန်ဆမ်ကိုအမိန့်ပေးလိုက်တယ်ဂျန်ဆမ်ဘာတွေဖြစ်နေတာလဲဆိုတော့တွားဆုံစမ်းချီမကြခင်မှာပဲဂျန်ဆမ်တယောက်အမောတကားနဲ့ပြန်ရောက်လာပြီးတရင်စိုးကြီးကိုတဲလာတယ်အင်တော်တကင်တိုင်းနဘီရင်ရကူးတင်ချိုင်ကိုရှားတွေ့သွားကြပြီတဲ့ဗျာအဲ့ဒီမှာကောင်းငင်၃ပါးရဲ့ရုပ်အလောင်းတွေပါရှိနေတယ်လို့တရင်ထွင်နေတယ်နမ်ကောင်းတော်မကတရားသူကြီးဟောင်ဝင်ချန်းကိုရိုင်းအောင်ဒီတရင်ကိုအတီးတီးပေးလိုက်ပြီးဂျန်ဆမ်ကစိတ်လှရှားစွာနဲ့ဆက်ပြောတယ်တိုင်းနဘီရင်ဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကဒန်ဒီယာလာပုတ်ကိုကြီးလေသူတကယ်ရှိခဲ့တာလားဆိုတာဘယ်သူမှမသေးကြဘူးဒါကကျွန်တော်တို့အတွက်ရွှေရောင်အခွင့်အရေးပဲအဲ့ဒီထဲမှာအဖိုးတန်ပစ္စည်းတွေအများကြီးရှိနေမှာသေကြတယ်ဗျဆိုမီလေးကလည်းကျောင်းမှာကြားလာတွေကိုဝင်ဖြိုးတယ်ဟုတ်တယ်သမီးလည်းကြားတယ်ဒါပေမဲ့တိုင်းနဲ့ပြီးရင်ဂူတင်းချိုင်းဆိုတာဘာလဲဟင်အဲ့ဒါဘဲမှာရှိတာလေဒံဝူရန်ကလာသူ့ရဲ့အတိတ်ကဂူတင်းချိုင်းကိုသစိမ့်တွေဝင်မွဲတော့မယ်ဆိုတာသိလိုက်ရတဲ့အတွက်အေးဆက်ဆက်နဲ့မေးခွန်းထုတ်လိုက်တယ်အဲ့ဒီနေရာကဘဲလို့သူတို့ပြောကြလဲတိုင်းနဲ့ပြီးရင်ဒါမဟုတ်ဘသူမှမတားဆီးနိုင်တဲ့နဆိုးနဲ့ပြီးရင်မူချင်းကစိတ်လှရှားစွာနဲ့ဒဏ္ဍာရွေတွေကိုပြန်ပြောပြနေတာပေါ့။ तू ကလူပေါင်းများစွာကိုတတ်ခဲ့တဲ့သူဘလို့အရှင်နေမှမဆိုအသက်ရှင်နိုင်တဲ့မသေးမျိုးပုဂ္ဂိုလ်ကြီးဗျ။ဒါပေမဲ့နောက်ဆုံးမှာတော့မသေးမျိုးရှစ်ပါးရဲ့လက်ချံနဲ့တေဆုံးသွားခဲ့တယ်လို့ပြောကြတယ်။အခုလိုဒဏ္ဍာရွေတွေကလူတယောက်ရဲ့ဂူးတင်ချိုင်းကိုရှာထွေရထက်စိတ်လှရှားဖို့ကောင်းတာတိုင်းလောကမှာရှိအောင်မလား။အိမ်တော်တခင်နေရာကဂျွန်ရှင်းကျွန်းနေဗျ။ကျွန်တော်တို့အခုပဲထွက်ခွာကြမလား။
မူကျင်ကဒန်းဦးရန်ရဲ့မျက်နှာကိုကြည့်လိုက်ပေးမယ်ဒန်းဦးရန်ကတော့ထုံးစံအတိုင်းအေးဆက်ပါပဲအရန်ဝေးတယ်ငါမသွားဘူးမူကျင်စွန့်သွားတယ်ဟာစိတ်ပါလက်ပါသွားမယ်ဆိုရင်ခဏလေးပဲလေတိုင်းမဟာမိတ်တို့တခြားလူတို့ထက်အဦးစီးသွားရမယ်လေဒန်းဦးရန်ကအေးအေးဆေးဆေးပြန်ပြောလိုက်တယ်အဲ့ဒီကိုသွားလဲဘာမှမရမှာမဟုတ်ဘူးအဲ့ဒီနေရာမှာဘာမှမရှိဘူးအဲ့ဒီစကားကိုကြားလိုက်တဲ့ခဏမှာမူကျင်ရဲ့ရင်နဲ့ဒင်းကနေဖေးသွားတာပေါ့ဟင်းအဲ့ဒါကိုသူကဘယ်လိုလုပ်သိနေတာလဲသူကအရာအလုံးကိုသိနေတယ်လို့ပဲဒါဆိုရင်ဒီလူကတကယ်တော့မူကျင်ကဒန်းဦးရန်ကိုကြည့်ပြီးသူ့ဘာသာသူတွေးနေတာပေါ့သူကတကယ်လက်သမားစေးဖြစ်ခဲ့ပေမဲ့တိုင်းနဲ့ဖွေရဲ့ဂူးတင်ကြိုင်ကိုမတော်တဆတွေ့ပြီးအတိညာဉ်ပွင့်ရတယ်နဲ့တန်မာလာတာများလား ဒန်ဝူရန်ကမူချင်းလက်အတွေ့ကိုဖောက်မိသလိုပဲမင်းဘာနေလျှောက်တွေးနေလဲတော့မသိဘူးဒါပေမဲ့မင်းထင်တယ်လို့မဟုတ်ဘူးအဲ့ဒီနောက်မှာတော့ဒန်ဝူရန်ကကျွန်းရှမ်းကျွန်းရဲ့အကြောက်စရာကောင်းတဲ့အမှန်တရားကိုစိတ်ထဲတွေးနေတာပေါ့လွန်ခဲ့တဲ့နှစ်ပေါင်း1000ကအဲ့ဒီကျွန်းမှာဒန်တာရီလာမွေနဂါးကြီးရှိခဲ့တာလားဆိုတာလားငါခက်ဝါးဝါးပဲမှတ်မိတော့တယ်အဲ့ဒီကျွန်းမှာမွေနဂါးကြီးတင်မကဘူးတခြားထူးဆန်းတဲ့အရာတွေအများကြီးရှိတယ်ဒန်ဝူရန်ရဲ့မျက်လုံးတွေကအသိကိုပြန်ရောက်သွားတယ်လို့ပဲမွေနဂါးကြီးစီကထွက်တဲ့ဝိညာဉ်စွမ်းအင်တွေကြောင့်အဲ့ဒီကျွန်းကအပင်တွေကအစာအကုန်အစိုက်တွေပဲတတ္တဝါတွေကလည်းတာမန်ထက်အစအပေါင်းများစွာပိုကြီးပြီးကြောက်စရာကောင်းတယ်အဲ့ဒီအရာအလုံးကိုရှင်းလင်းပြီးကျွန်းပေါ်ကနေထွက်လာနိုင်ဖို့ငါမှ10တုနှစ်နဲ့ကြီးအချိန်ပေးခဲ့ရတယ်ငါအဲ့ဒီကျွန်းထဲကိုအသက်15မိနစ်သားမှဝင်သွားပြီးအသက်35နှစ်ရောက်မှပြန်ထွက်လာနိုင်ခဲ့တာငါအချင်းချင်းရှုံးနှင်းခဲ့ဘူးသလိုတေလူမျောပါအချင်းတွေလည်းမရေတွက်နိုင်အောင်ကြုံခဲ့ရတယ်ကိုကတေတခါရှင်ဆိုတဲ့စကားတော့ငါအချင်းတွေကိုဖော်ပြဖို့မလုံလောက်ဘူးနောက်ဆုံးတော့ငါအသက်ရှင်ခဲ့တယ်အဲ့ဒီကျွန်းမှာကြံခဲ့တာတွေကငါရဲ့သွေးနဲ့ချွေးနဲ့လိကျင်ခဲ့တဲ့အမှတ်အတိုင်းတွေပဲအဲ့ဒါတွေကိုငါထပ်ပြီးတွားကြည့်ဖို့အစီအစဉ်မရှိဘူးအဲ့ဒီအချိန်မှာပဲအနောက်ကနေကျန်းဆမ်ကအလန့်တကြားပို့လိုက်တယ်အိမ်တော်သခင်ကျန်းဆမ်ကအတင်းပဲတိုက်တွန်းနေတာပေါ့အိမ်တော်သခင်ဟဲနန်းကတိုင်းမဟာမိတ်တွေတောင်အဲ့ဒီကိုတွားနေကြပြီဗျလူတွေအများကြီးကအမွေနှစ်ရှာဖို့ကျွန်းရှမ်းကျွန်းကိုတွားနေကြတာကျွန်တော်တို့အမြင်မတွားရင်တန်ဦးရန်ကခအေးအေးပဲပြန်ဟန်လိုက်တယ်မင်းဘာရီလျှောက်တွေးနေတာလဲအတိညာဉ်ပွင့်ဆိုတာအဲ့ဒီလောက်လွတ်လွယ်တဲ့ရတာမှတ်လို့မင်းရှိတဲ့အစွမ်းကိုတောင်တေချာမထင်းချုံနိုင်ပဲတခြားနေတာကအစွမ်းတွေကိုရဖို့စဉ်းစားမနေနဲ့အတိတ်မမီတာတွေမပြောနဲ့ပဲတွားပြီးလေ့ကျင့်လို့သူကဆက်ပြီးမင်းကန်ကောင်းရင်အဲ့ဒီအတိညာဉ်ပွင့်ဆိုတာကမင်းထင်ထားတဲ့ထက်ပိုနီးတဲ့နေရာမှာရှိနေလိမ့်မယ်နားလည်ရင်တွားပြီးပေါင်းရင်တွေဆက်နှုတ်ချေကျန်းဆမ်ကစိတ်ကြက်ရဲရဲနဲ့ညီညို့လိုက်တယ်အတိညာဉ်ပွင့်တာကိုထားပါအောင်တကယ်လို့ညှက်များဖို့ကောင်းလိုက်တာဒါကကျွန်တော်တို့တစ်သက်လုံးမှာတစ်ခါပဲမြင်ဖို့မဲ့အခွင့်အလေးလေးဒန်ဝိညာဉ်ကမင်းဘာကိုပြောတာလဲလို့မေးလိုက်တဲ့အခါကျန်းဆမ်ကကောင်းငင်300ရဲ့ရုပ်အလောင်းလေးအကြောင်းပြောတာပါလို့ပြောတယ်အဲ့ဒီစကားကိုကြားလိုက်တဲ့ခဏမှာပဲဒန်ဝူရန်ရဲ့မျက်နှာကချက်ချင်းတင်းမာသွားနေအေးဆက်တဲ့အရှင်အဝါတွေထွက်ပေါ်လာတာကြောင့်ကျန်းဆမ်ကတောင်တုန်လွတ်သွားရတယ်အင်းတော်သခင်ဒန်ဝူရန်ကခက်ပြက်ပြက်နဲ့ပြောလိုက်ပါတော့တယ်ငါစိတ်ပြောင်းသွားနေကျွန်းရှမ်းကျွန်းကိုတွားကြမယ်အဲ့နောက်ဒန်ဝူရန်တို့ကျွန်းရှမ်းကျွန်းထွက်လာခဲ့ကြတယ်ဗျကဲငါတို့ကျွန်းရှမ်းကျွန်းရောက်ပြီကျွန်းရှမ်းကျွန်းကိုရောက်နေတဲ့နန်ကောင်းစုတယောက်ဒန်ဝူရန်ကိုမြင်လိုက်ရတော့အံ့ဩသွားတာပေါ့ရှင်ဘာလို့ဒီကိုရောက်နေရလဲဆိုမီလေးကောဆိုမီကမျိုးစားမင်းဟောဝန်ချဲရဲ့အိမ်မှာကစားနေတယ်လို့ဒန်ဝူရန်ကခက်အေးအေးပဲဖြစ်လိုက်တယ်နန်ကောင်းစုကတော့ဒန်ဝူရန်ကိုရေရနာတွေလာလို့တယ်လို့ထင်နေတော့ပဲဒါပေမဲ့ဒန်ဝူရန်ကငါကအမွေအနှစ်တွေကိုစိတ်မဝင်စားဘူးကောင်းငင်3ပါးရဲ့ရုပ်အလောင်းတွေကိုပဲလာကြည့်တာလို့ပြောလိုက်တဲ့အခါနန်ကောင်းစုအံ့ဩသွားရပြန်တယ်အခုလောလောဆယ်ကတော့ဂူးတင်ချမ်းရဲ့ဝင်ပေါက်တွေကိုလျှို့ဝှက်မုတ်ဆိုးတယောက်ကဖြစ်စည်းထားခဲ့လို့ဘယ်သူမှဝင်လို့မရသေးပါဘူးအဲ့ဒီမုတ်ဆိုးလဲခြေလက်တွေအဖြတ်ခန့်ပြီးအသက်ခံလိုက်ရပြီဗျဒါကိုကြည့်ရင်ရလနာကိုလောဘတက်နေတဲ့သူတွေကြားမှာအခြေအနေကတော်တော်ဆိုးနေပြီဆိုတာသိတာပါတယ်နန်ကောင်စုကတိုင်းနက်ဖျားရဲ့ဒန်တာရည်တွေကိုပြန်ပြုတ်ပြန်နေတာပေါ့ဒန်တာရည်ထဲမှာတော့သူကလူပေါင်းများစွာကိုအသက်ခဲ့ပြီးကောင်းငင်ကြီးကိုတောင်ပြောင်းနဲ့လန့်ကြလို့မတိမျိုးရှစ်ပါးရဲ့အမျက်ဒေါသကိုခံခဲ့ရတယ်တဲ့ဒါပေမဲ့နောက်ဆုံးမှာတော့ကောင်းငင်3ပါးထက်ကကြောက်ကိုတောင်မနိုင်ပဲထော်ပြင်းညင်းနေမှာအဖမ်းခံရပြီးတည်သွားခဲ့တာတဲ့ဗျအတိတ်ပဲမရှိဘူးမဟုတ်လားအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါဒန်ဝူရန်တယောက်တဟာဟာနဲ့အားရပါရရေမောတော့တာပါပဲနန်းကောင်တောင်ကြောင်သွားတယ်ရှင်ဒီလောက်ထိရေတာပထမဆုံးမြင်ဘူးတာပဲဒန်ဝူရန်ကပုံမြင်ဆိုတာအမြဲတမ်းခြေကားဖြိုးတတ်ကြတာပဲလေလို့ပြောလိုက်တယ်သူကိုယ်တည်းကအဲ့ဒီတိုင်းနဲ့ဖျားဖြစ်နေတာမို့လို့ကိုအเจ้าကိုလူတွေကအလွဲကြီးတွေပြောနေတာကိုကြားတော့ရဲချင်းနေတာပေါ့အဲ့ဒီအချိန်မှာပဲရှာတွေ့ပြီဟဲ့ဆိုတဲ့အော်တန်းကြီးထွက်လာတယ်ဂူတင်ချမ်းရဲ့ဝမ်းပေါက်ကိုရှာတွေ့ခွာကြပြီဗျ
တိုင်းမဟာမင်းနဲ့နတ်ဆိုးကွိုင်တို့ကြားမှာဘသူအချင်းဝင်မလဲဆိုတဲ့ပြိုင်ပွဲကစတင်ပါပြီကျန်းဆန်ကကျွန်တော်တို့ဘာလို့ကြမလဲအင်းတော်တခင်လို့မေးလိုက်တဲ့အခါတန်ဝူရန်ကအေးအေးဆေးဆေးပဲမင်းတို့ဒီမှာပဲနေကြအခြေအနေကိုစောင့်ကြည့်ကြငါကတော့ခဏလောက်သွားအိတ်ဦးမယ်လို့ပြောလိုက်တယ်ဗျအိတ်မယ်သူတကယ်ကြီးအိတ်ဦးမယ်လို့ပြောလိုက်တာလားကျန်းဆန်တရားနားမယုံနိုင်အောင်ချစ်သွားရပြီပဲဒါပေမဲ့ဒီအခြေအနေကိုဘေးကနေကြီးနေတဲ့မူချင်းကတော့သူ့ရဲ့ idol ကလေးကိုအထင်ကြီးလွန်းလို့မျက်လုံးတွေအရောင်တောက်နေပါတယ်ဒီလိုတင်းတန်နေတဲ့အခြေအနေမျိုးမှာတော့ဒီလောက်ထိတည်ငြိမ်ညီမြတ်နေနိုင်တော့ဆိုတာတကယ်ကိုငါမျောလင်းထားတဲ့အတိုင်းပဲလို့သူကတိတ်ဆိတ်တွေးနေတာပေါ့တန်ဝူရန်ကတော့သူတို့ကိုဂရုမစိုက်ပဲအေးဟုတ်တယ်လာတော့ကလေးစီလာရတာကြတော့ငါနဲ့ပင်မနေလို့ကဲမင်းတို့လည်းသွားကျင်တဲ့နေရာကိုအမြန်သွားကြတော့လို့ပြောပြီးခက်တီတီပဲကြောခိုင်ထွက်သွားပါတော့တယ်လူတွေအားလုံးကအနောက်မြောက်ဘက်ကဝင်ပေါက်ကိုရှာတွေ့လို့ဝမ်းတာနေချိန်မှာတန်ဝူရန်ကတော့ကျွန်းရဲ့မြောက်ဖက်အစွန်ဆုံးကကမ်းပါးရန်တစ်ခုစီကိုရောက်နေပါတယ်ဒီမှာဝင်ပေါက်ရှိခဲ့တာလားနှစ်တစ်ထောင်တောင်ရှိထွားပြီပဲအချိန်တွေတော်တော်ကုံဆုံးသွားခဲ့ပြီသူကတပြင်းချရင်ကိုပြန်တတိပေးလိုက်တယ်အလွမ်းတယ်နေတာကိုရက်စီရရှိရရမယ်ဒါကငိုင်းနဲ့မလိုက်ဖတ်ဘူးတခြားကောင်တွေငိုင်းလူတွေကိုမထိခင်ငါအမြန်သွားမှထင်မယ်ဒန်ဝူရန်ကကြောက်နံဘောကရှေးဟောင်းစီရင်ထုံးတွေကိုကြည့်ပြီးအံ့ဩနေမိတယ်ဗျာနှစ်တစ်ထောင်ကြာတဲ့အထိဒီစီရင်ထုံးတွေကမပြောက်ပြက်သေးဘူးဆိုတာဒီနေရာကိုဘသူမှခြေဦးမလဲခဲ့ကြဘူးဆိုတဲ့သဘောပါပဲသူကကြောက်နံဘောကသူ့ရဲ့လေးချင်ကန်အမှတ်အသားတွေကိုတစ်ချက်ကြည့်ပြီးဂူးအတွင်းထဲကိုတစ်တစ်စီတိုးဝင်သွားပါတော့တယ်ဂူထဲကိုရောက်တဲ့အခါမှာတော့ဒန်ဝူရန်ရဲ့ရင်းထဲမှာအရင်ကနဲ့မတူတဲ့ခံစားချက်တွေပြိနေလာတယ်မင်းတို့စီကိုပြန်လာဖို့အချိန်အတော်ကြီးကြာသွားခဲ့တယ်သူ့ရှေ့မှာရှိနေတာကတော့သူ့ရဲ့အစွမ်းတွေကိုတောင့်တခဲ့ကြသူတွေသူ့ကိုအမြဲအမိလိုက်ဖို့ကြိုးစားခဲ့ကြသူတွေနဲ့စုံတိုင်းဓာချင်းရင်ပြိုင်ခဲ့ကြတဲ့ရင်းနှီးလာတဲ့မိတ်ဆွေတွေပါပဲဒန်ဝူရန်ကတိုးတိုးလေးရေရွတ်လိုက်တယ်ငါကဆရာလူအခေါ်လောင်အောင်မကောင်းခဲ့ပေမဲ့မင်းတို့ကငါရဲ့အရင်နီးဆုံးတငယ်ချင်းတွေနဲ့တပည့်တွေပါပဲနှစ်တစ်ထောင်ဆိုတဲ့အချိန်ကာလကြီးကသူတို့အားလုံးကိုတခြားကဘာတစ်ခုစီပို့ဆောင်လိုက်ပေမဲ့ဒန်ဝူရန်တယောက်တည်းကတော့ဒီလောကကြီးထဲမှာကြံရစ်နေခဲ့ရတာပါတစ်ဖက်မှာလဲကျန်းဆန်ကတော့ပြင်းကြီးငင်းငွေနေတာပေါ့ပြင်းစရာကြီးဗျာဟိုလူကဘယ်နားမှာသွားအိတ်နေတာလဲမသိဘူးအဲ့ဒီချိန်မှာတင်သူတို့ကိုတခြားတိုင်းသမားတွေကဝိုင်းကြည့်ပြီးအတင်းပြောနေကြတာဗျဟေးခဏနေဟိုကောင်ကအမြွားဓာတ်ရှင်နဲ့ကွာမှုချင်းမဟုတ်လား evil faction မကောင်းဆိုးဝါးခိုင်းကလူတယောက်ကဘာလို့ဒီကိုရောက်နေတာလဲလူတွေကတွေးတောနေကြတာပေါ့ထိုင်းကောင်ချင်းရဲ့ရုပ်အလောင်းကို justice faction တရားမျှတမှုခိုင်းကယူမယ်ချမ်းမူကွန်ကိုတော့နတ်ဆိုးခိုင်း demonic ကောက်ကယူမယ်ဒါဆိုရင်ဘယ်ခိုင်းမှမဟုတ်တဲ့နန်ဂျူလီယွန်ရဲ့ရုပ်အလောင်းကို evil faction ကလာလူတာလားဆိုပြီးပေါ့မူချင်းကတော့ EECC ပဲမင်းပြင်းရင်လေပြင်းဒါပေမဲ့တတိတော့မလွတ်စီနဲ့ငါဘဝမှာဒီလိုအကြည့်မျိုးတွေခံရတာဒါပထမဆုံးပဲလို့ပြောလိုက်တယ်ကျန်းဆန်ကတော့မလျှော့ပဲခမ ्या ကနာမည်ကြီးနေတာပဲလေခမ ्या နာမည်ကြီးနေလို့ကျွန်တော်တို့မျိုးစားမင်းဂါဗနာတောင်ကြောက်လုံးလို့ကြောက်ရွံ့လို့ဖြစ်နေပြီလို့ဝင်နောက်လိုက်တာကြောင့်မျိုးစားမင်းခမ ्या မျက်နှာကြီးငင်းညမ်းသွားတာပေါ့မင်းကိုတိုင်းပညာတက်လို့လားလို့မျိုးစားမင်းကပြန်ခေါ်တော့ကျန်းဆန်ကကျွန်တော်ကမြင်တဲ့အတိုင်းမဟုတ်ဘူးနော်တရက်ထက်တရက်ပူတမ်းမလာတာလို့ကြွားလုံးထုတ်လိုက်ပါသေးတယ်အဲ့ဒီအချိန်မှာမူချင်းကရုတ်တရက်နှေဟုတ်အဲ့ဒါဘာကြီးလဲလို့អော်လိုက်တယ်အားလုံးလှည့်ကြည့်လိုက်တဲ့အခါမှာတော့အမြောက်တွေတက်ဆင်ထားတဲ့တိုက်တင်ပေါ်အစင်းပေါင်းများစွာကကျုံးစီကိုဥတီပြီးအရှိန်အဟုန်နဲ့မောင်းနှင်လာနေတာကိုမြင်လိုက်ရပါတော့တယ်မဖြစ်နိုင်တာမင်းတို့တခုခုမှားနေတာဖြစ်ရမယ်မျိုးစားမင်းဟုံကတုံတုံကြီးရင်နဲ့ညင်းနေတာပေါ့အင်ပါယာမိသားစုရဲ့ခွင့်ပြုချက်မပါဘဲဒီလိုအမြောက်တွေလိုပောက်ကွဲစေတတ်တဲ့လက်နက်တွေကိုတုံးဖို့ဆိုတာဘလို့မှမဖြစ်နိုင်တာဒါပေမဲ့မူချင်းကတော့မဟုတ်ဘူးအဲ့ဒါတကယ်ကြီးပဲကျွန်တော်မျက်စိကမမားဘူးကျန်းဆန်ကလည်းဘေးကနေထိတ်လန့်တကြားဝင်ပြောတယ်တွေ့လားအခုနကကြောက်စရာကောင်းတဲ့အတန်ကြီးကိုမကြားလိုက်ဘူးလားအဲ့ဒီတင်းဘောတွေကလှည့်ပြန်မဲ့ပုံမဟုတ်ဘူးဗျအမြောက်တွေနဲ့ကျွန်တော်တို့စီကိုတဲ့တဲ့ကြီးချိန်ထားတာမျိုးစားမင်းကတော့အချင်းနီမှန်ကိုလက်မခံချင်သေးပဲဟာမင်းတို့ကနောက်တာဝါသနာပါတာပဲငါ့ကိုမစကြပါနဲ့အောင်တကယ်လို့အဲ့ဒီအမြောက်တွေကအစ်စ်ဆိုရင်တော့ဒီလောက်လူအများကြီးရှိတဲ့နေရာကိုရမ်းတမ်းပြည့်ရင်သူတို့လည်းအသက်ရှင်မှာမဟုတ်ဘုံမျိုးစားမင်းစကားမဆုံးခင်ပါပဲအမြောက်ကြီးတစ်လုံးကသူတို့နဲ့မလှမ်းမကမ်းမှာပောက်ကွဲသွားပါတော့တယ်မူချင်းကအီးဆက်ဆက်နေတွေ့လားကြည်အစ်စ်တွေလို့ကျွန်တော်ပြောသားပဲ
လူပြောလိုက်တဲ့အခါမှာတော့မျိုးစားမင်းတယောက်အော်ဟစ်ပြီးပြေးတော့တာပါပဲ ဒါယူနေတာပဲဒါအကြီးကျယ်ဒုက္ခရောက်တာပဲဟဲ့ရန်သူတွေလာနေပြီအားလုံးပြေးကြတော့ မူချင်းကတော့ပြေးရင်လွှားရင်နဲ့စဉ်းစားနေမိတယ်ဒီလူတွေက unorthodox faction တရားမဝင်ဂိုင်းကလူတွေလားသူတို့ကတိုင်းနတ်ဖရင်ရဲ့ဂူသင်းချိုင်းကိုရှာနေတာကြားပြီပဲအထူးသဖြင့်သူတို့ကိုဥဆောင်နေတဲ့ပထမအကြီးအကဲလားဒါပေမဲ့အခုလောလောဆယ်မှာတော့ရန်သူကဘသူလဲဆိုတာထက်ဒီကျွန်းပေါ်ကနေအသက်ဘေးကလွတ်အောင်ပြေးဖို့ကသာအရေးကြီးဆုံးဖြစ်နေပါပြီအမြောက်ကြီးတွေကျွန်းပေါ်ကိုမိုးရွာသလိုကျလာတဲ့ခါမှာတော့အားလုံးထိတ်လန့်ကုန်ကြတာပေါ့နန်းကောင်းဆိုးရတောင်အံ့ဩပြီးရည်ရွမိတယ်ဖယားရေဘသူကများဒီလောက်ဈေးကြီးတဲ့ဘုံတွေကိုဒီလောက်အများကြီးတုံးပြီးဖောက်ခွေးနေတာလေဘေးကအကြီးအကဲတယောက်ကတော့အခုကအံ့ဩနေရမယ့်အချိန်မဟုတ်ဘူးဆိုတာမင်းမသိဘူးလားလူတတိပေးလိုက်မှစိုးရလေးအတိဝင်လာတာပါစိုးရကစိတ်သေးကနေတွေးနေမိတယ်ဘာလို့အချီနေတွေကဒီလောက်ထူးဆန်းနေရတာလဲလို့ငါတွေးနေတာဂူသင်းချိုင်းဝင်ပေါက်ကိုရှာတွေ့ပြီးအထေးဝင်ဖို့ပြီးနေတော့မှအခုလိုဖြစ်လာရတာလားဒါပေမဲ့သူမကအချီနေကိုချက်ချင်းတုံးတက်လိုက်တယ်ရန်သူတွေကငါတို့ကိုပိတ်ဆို့ဖို့ကြိုးစားနေတာပဲအခုလောလောဆယ်မှာတော့အချင်းချင်းတိုက်နေတာထက်အင်အားစုပြီးဒီရန်သူတွေကိုအရင်ရှင်းတာကပိုကောင်းတဲ့အကြံပဲသူမကတိုင်းမဟာမိတ် Murim Alliance ရဲ့ခေါင်းဆောင်ဂျီဘူးချန်ကိုလှမ်းမေးလိုက်တယ်ဘလို့ထင်လဲဂျီဘူးချန်ကလည်းသဘောတူပါတယ်ဂူထဲမှာဘာတွေရှိမှမသိသေးခင်ဒီကျူးကျော်မှုကိုအရင်တားဆီးရမယ်ဝူတန်ကိုင်းရဲ့ခုနှစ်ဓာတ်ရှင်ခေါင်းဆောင်ဂိုဒမ်ချင်ကလည်းဓာတ်ကိုတင်းတင်းဆုပ်ရင်ဝူတန်ကိုင်းကလည်းတိုင်းမဟာမိတ်ရဲ့အဖွဲ့ဝင်ပဲလေငါတို့ဘိုးဘေးအရှင်သခင်ရဲ့ရုပ်လောင်းရှိတဲ့ဒီမြင့်မြတ်တဲ့မြေကိုလာပြီးဖျက်ဆီးတဲ့ကောင်တွေကိုအရင်ဆုံးအပြတ်ရှင်းရမယ်ဆိုရာကပြက်သားတဲ့အတန်နဲ့အမိန်ပေးလိုက်ပါတော့တယ်။ကောင်းပြီ။ဒါဆိုရင်အဲ့ဒီကောင်တွေကိုအခုချက်ချင်းတွားပြီးအဆုံးစီရင်ကြစို့။အားလုံးပဲလမ်းပွင့်အောင်အစွမ်းကုန်စူးစမ်းကြစမ်း။အဲ့ဒီဖယိုဖယဲအခြေအနေကြားမှာမျိုးသားမင်းဟွန်ကတော့ကြောက်လန့်တကြားနဲ့တစ်ပင်နောက်မှာပုံပြီးသူကအံ့ကြိတ်ပြီးရည်ရွတ်နေမိတယ်။ဒီခွေးမသားတွေမင်းတို့တာကိုကြော်ဖြတ်နိုင်ရမယ်။ဒါပေမဲ့သူ့စိတ်ထဲမှာတကယ်တမ်းမျောလင့်နေတာကတော့တယောက်သေးပါပဲ။သခင်လေးတန်းသူ့ဘေးအချိန်မှပြန်လာမှလေ။ဘေးတော့မှပေါ်လာမှလေကျုံးပေါ်မှာမီးခိုးတွေဖုံးလွှမ်းနေတော့ရုတ်တရက်တိုင်းသမားတယောက်ကကောင်းကင်ကိုလက်ညှိုးထိုးပြီးအလန့်တကြားអော်လိုက်တယ်ဘုံတစ်လုံးကငါတို့ကောင်းပေါ်တဲတဲကြီးကျလာနေပြီအားလုံးရှောင်ကြတော့ဝက်နေကြစမ်းအဲ့ဒီအချိန်မှာကောင်းကင်ရံကနေကျလာတဲ့အမြောက်ကြီးကလူတွေရဲ့ခေါင်းပေါ်ထိခါနီးအချိန်မှာပဲလေတူထဲမှာပြင်းထန်လာတဲ့ဓာတ်အရှိန်ဝါsword intent တခုဖြတ်တန်းသွားခဲ့တယ်ဗျဝုန်းဆိုတဲ့ပောက်ကွဲတံကြီးကမြေပြင်မှာမဟုတ်ပဲကောင်းကင်ရံမှာတင်ဖြစ်သွားတာပါဖုံမုံနေကြတဲ့ကနေထွက်ပေါ်လာတဲ့ပုံရိပ်ကိုကြည့်ပြီးတိုင်းသမားတွေအံ့ဩဝမ်းသာစွာနဲ့အိုဟစ်လိုက်ကြတယ်တခင်လေးကိုဝူဒန်ကိုင်းရဲ့ခုနဓာတ်ရှင်ကောင်းဆောင်ရောက်လာပြီဟေးဂိုဒန်ချင်းဟာသူ့ရဲ့ထက်မြက်လာတဲ့ဓာတ်တိုင်းနဲ့အမြောက်ကြီးကိုမြေပြင်မကျခင်မှာတင်လေထဲမှာတင်ပိုင်းပိုင်းခုတ်ထစ်ပြီးဖြတ်စည်းပစ်လိုက်တာပါလူတိုင်းကမျောလင်းချက်မဲ့နေချိန်မှာသူပေါ်လာတာကြောင့်ငါတို့လွတ်ပြီးငါတို့အသက်ရှင်နေဟေးဆိုတဲ့အောင်ပွဲခံတဲ့ကျွန်းတကျွန်းလုံးပိတ်တင်ထပ်ပွားပါတော့တယ်မင်းတို့တွေပဲပေါ့ဒီမြင့်မြတ်တဲ့မြေပေါ်မှာအမိုက်တွေလာရှုပ်ရတဲ့ကောင်တွေကရန်သူတွေကတော့ဖြီးနေလေအပေါ်ပဲအဲ့ဒီကောင်ကိုအခုချက်ချင်းတပ်ပစ်လိုက်ကြစမ်းကျွန်းရဲ့တစ်ဖက်မှာတိုင်းမဟာမိတ်နဲ့နတ်ဆိုးကိုင်းတို့ကအမြောက်တံကိုခုခံနေရချိန်မှာကျွန်းရဲ့အနောက်မြောက်ဖက်ခြမ်းကတော့ထူးဆန်းစွာတိတ်ဆိတ်နေပါတယ်တိုက်ပွဲဝင်ဖို့လူအများစုထွက်သွားကြလို့ကူတန်းချိုင်းဝင်ပေါက်မှာအစွတ်အနှဲငယ်ပဲကြံခဲ့တာကိုအခွင့်ကောင်းယူပြီးမျက်နှာဖုံးစုဝိယုံနတ်သမားတွေကတိတ်တဆိတ်ချင်းကပ်လာကြတယ်ဗျဝိယုံနဲ့ခေါင်းဆောင်ကအေးဆက်ဆက်နဲ့အမိန်ပေးလိုက်တယ်အထဲကိုအခုဝင်မယ်ငါတို့မှာအချိန်မိနစ်30ပဲရှိတော့တယ်သူတို့အဖွဲ့ကူအတွင်းထဲကိုတိုးဝင်သွားကြတာပေါ့ကူကထင်ထားတာပိုရှိပေမဲ့တနေရာရောက်မှာတော့လေထုရဲ့စီးစင်းမှုကရုတ်တရက်ပြောင်းလဲသွားတာကိုသူတို့သတိထားမိလိုက်တယ်နေအောင်လေထုပြောင်းသွားပြီငါတို့ပန်းတိုင်နဲ့နီးလာပြီထင်တယ်ဟဲ့ဒီမှာဘာလို့လဲဝိယုံနဲ့သမားတွေထိတ်လန့်တကြားអော်လိုက်ရတဲ့အကြောင်းရင်းကတော့သူတို့ရှေ့မှာလူတစ်ယောက်ကအေးအေးဆေးဆေးစောင့်ကြုံနေလို့ပါပဲအဲ့ဒါကတော့တခြားသူမဟုတ်ဘူးတန်ဝူရန်ပါပဲတန်ဝူရန်ကတော့သူ့ရဲ့အေးဆက်လာတဲ့မျက်လုံးတွေနဲ့သူတို့ကိုကြည့်ပြီးခတ်တိုးတူးရေရွတ်လိုက်တယ်မထင်မှတ်ထားတဲ့ဧည့်သည်တွေဟာအစိုးရရောက်နေကြတာပဲ
မင်းတို့ရဲ့ခြေသားတွေကိုငါသဘောမကျလို့အနောက်မှာကြံခဲ့တာဒါပေမဲ့မင်းတို့လိုကောင်းတွေကဒီနေရာကိုအရင်ဆုံးရောက်လာလိမ့်မယ်လို့ငါမထင်ထားဘူးတန်ဝူရန်ကသူတို့ကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်ပြီးအပြင်မှာစုညံအောင်လှုပ်နေတဲ့မင်းတို့အပေါင်းအပါတွေကိုတွားရှင်းမလို့ပဲအခုတော့မင်းတို့ကငါစီကိုအရင်လာပြီးလို့အလှုပ်ရှုပ်တတ်တာသွားတာပေါ့လို့ပြောလိုက်တယ် သူကရန်သူတွေရဲ့ဓာတ်ကင်ပုံကိုအကဲခတ်ပြီးအတိတ်ကလူသက်သမားတွေနဲ့တူနေတာကိုတတိထားမိလိုက်ပေမဲ့စိတ်ဝင်စားဖို့ကောင်းပေမဲ့မင်းတို့ဒီနေရာကိုလာခဲ့တာကတော့အကြီးမားဆုံးအမှားပဲရန်သူခေါင်းဆောင်ကစကားများမနေနဲ့တပ်ပစ်လိုက်လို့အမိန့်ပေးပြီးအစင်မြင့်စစ်စီရင်ထုံး formation တစ်ခုနဲ့ဝိုင်းတိုက်ကြတော့တာပေါ့သူတို့ရဲ့စီရင်ထုံးကရှောင်းလင်ထက်တောင်ကောင်းမွန်ပြီးဘလူတိုင်းပညာရှင်မျိုးကိုမဆိုတတ်နိုင်တယ်လို့ယုံကြည်နေကြတာဗျဒါပေမဲ့ဝုန်းမြက်တောင်တစ်ချက်ခတ်အတွင်းမှာတင်ဒန်ဦးရန်ကသူတို့တဲကတယောက်ကိုအစပြောက်အောင်ရှင်းပစ်လိုက်ပြီရန်သူတွေကြောင်းအော်သွားတော့မှဒန်ဦးရန်ကထပ်ပြောလိုက်တယ်မင်းတို့ရဲ့အဆင့်အတန်းကိုမသိပဲစွတ်တိုးလာတာကငါသိတဲ့တယောက်ယောက်နဲ့တူနေတယ်အုံနောက်ကိုနည်းနည်းသုံးတတ်မယ်ဆိုရင်တော့အခုထပ်ပူကြကြအသက်ရှင်အောင်ပါရန်သူတယောက်ကဓားမြောင်နဲ့ဒန်းဦးရန်ကိုထိုးဖို့ကြိုးစားချိန်မှာဒန်းဦးရန်ကအတွင်းအားရှိုံနဲ့မသေးနိုင်ဘူးလို့မထင်နဲ့ဓားမြောင်ကိုဘလို့သုံးရမလဲဆိုတာငါပြမယ်လို့ပြောပြီးရန်သူဓားမြောင်နဲ့ပဲရန်သူကိုအပြတ်ရှင်းပြလိုက်တာကတကယ့်ကို bad ass ပါပဲရန်သူကအသေးခံကနီးမှာမင်းရဘာတူလဲလို့မေးလိုက်ပေမဲ့ဒန်ဦးရန်ကအေးဆက်ဆက်နေပဲပါစပ်ပိတ်တာနှစ်ချိုက်စွာအိပ်ပျော်နေတဲ့သူတွေကိုမနှိုးတင်ဘူးလို့ပြောပြီးအဆုံးသတ်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအချက်ပြမီးကြီးတစ်ခုကိုဒန်ဦးရန်တတိထားမိလိုက်ပါတော့တယ်ကျွန်းပေါ်ကိုကျူးကျော်လာတဲ့အမီမတိအင်အားစုတွေရဲ့တကယ့်ရည်ရွယ်ချက်ကအခုမှပေါ်လာတော့တယ်ဗျာသူတို့ဟာတိုင်းမဟာမိတ်နဲ့နှဆိုးကိုင်းတို့ကိုအပြင်ဘက်မှာအမြောက်တွေတိုက်ခိုက်မှုတွေနဲ့အလုတ်ရှုပ်အောင်လုပ်ထားပြီးအဲ့ဒီအချိန်မှာတင်ကိုသင်းချိုင်းအတွင်းတွေကယတနာတွေကိုတိတ်တဆိတ်ဝင်လူဖို့စ조사ခဲ့တာပါတန်ဦးရန်ကအချက်ပြမီးကြီးကိုကြည့်ပြီးအခြေအနေကိုချက်ချင်းသုံးသပ်လိုက်တယ်ဒါဆိုရင်ဒီအချက်ပြမီးကကိုယ်တွေကပစ္စည်းတွေကိုရပြီဆိုတာ ਨੇ ဒါပေမဲ့သူတို့တခုပဲမှားသွားတာကဂူထဲမှာနတ်ဆိုးဘရင်ဒီမွန်ဂေါ့ကိုယ်တိုင်ရှိနေလိမ့်မယ်လို့ထဲ့မတွက်ထားတာပါပဲဒန်ဦးရန်ကခတ်တိုးတိုးရည်ရွတ်လိုက်တယ်ရီမှန်းချက်ကိုရပြီလို့အချက်ပေးတယ်မိလားဒါဆိုရင်ငါအတွက်တော့အလုပ်တွေပိုလွယ်သွားတာပေါ့ဘာလို့လဲဆိုတော့ရန်သူတွေကသူတို့ပစ္စည်းရပြီအထင်နဲ့အားလုံးစုယုံပြီးစောက်ခွာဖို့ပြင်ကြတော့မှမှုလို့ပါပဲအဲ့ဒီအချိန်ကျရင်ဒန်ဝူရန်အနီးနဲ့ဟိုပြေးဒီပြေးလိုက်ရှာစရာမလိုပဲရန်သူအားလုံးကိုတနေရာထဲမှာတင်အပြက်ရှင်းပစ်လို့ရသွားပြီလေ